皆さんこんにちはအားလုံးပဲမင်္ဂလာပါဝေစင်းစဲပညာဌာန class ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့စင်းစဲဒီနေ့ဆိုရင်ပေါ့နော်သင်ခန်းစာအပိုင်း22ထိရောက်လာပါပြီအဲ့တော့ဒီနေ့သင်ပေးမယ့်သင်ခန်းစာကတော့ဒီ教室の日本語လို့ခေါ်တဲ့စာသင်ခန်း3ပေါ့နော်ဂျပန်စာနဲ့ပတ်သက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာကဆိုရင်ပေါ့နော်ဒီစာသင်ခန်းထဲမှာဆရာမနဲ့ကျောင်းသားကျောင်းသူတွေပေါ့နော်ပုံမှန်ပြောထားရှိတဲ့အသုံးအနှုန်းလေးတွေဖြစ်တဲ့အတွက်ကြက်ထားရင်တော့ပို့ပြီးတော့ကောင်းတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုဒီဟာနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကြည့်လိုက်ရအောင်နော်โอเคပါအဲ့ဒါဆိုရင်ခေါင်းစဉ်ကစပြီးတော့ကြည့်လိုက်ရအောင်နော်ခေါင်းစဉ်မှာဆိုရင်တော့ KYO ကကြတော့ခ ျော့ဆိုပြီးတော့ဖတ်ပါမယ်ခ ျော့မှာနောက်ကဥလေးနဲ့အတန်ဆွဲပါမယ်အဲ့တော့ဥလေးနဲ့အတန်ဆွဲလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ခ ျော့ဆိုပြီးတော့ဖတ်သွားမယ်နောက်က SH ဆိုင်ရာရှိ JS ကစခ ျော့ရှိစဆိုတာကစာသင်ခန်းကိုပြောတာပါနောက်က LO ကကြတော့ not ဆိုပြီးတော့ဖတ်မယ် not ဆိုတာကရဲ့ it ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ not ဖြစ်သွားမယ်စာသင်ခန်းရဲ့နောက်က LI ကကြတော့ ni ho က ho ကို and နဲ့ပွားရင်ဟွန် ni hon နောက်က go က got ni hon got အဲ့တော့日本語ဆိုတာကစာသင်ခန်းသုံးဂျပန်စာဖြစ်ပါတယ်အဲ့ဒါကိုဂျပန်လိုလေးပြန်ပြီးတော့ရေးပြပေးပါမယ်အဲ့တော့教室ကဒီလိုမျိုးလေးရေးပါတယ်เนาะဂျပန်လိုဆိုရင်တော့教室の日本語ဖြစ်သွားပါမယ်教室の日本語ဆိုတာကစာသင်ခန်းသုံးဂျပန်စာကိုပြောတာပါအဲ့ဒါဆိုရင်နံပါတ်1ကိုဆက်ပြီးတော့တော့မယ်နံပါတ်1က DE က D ပေါ့နော် D က D KI က Ki MA ကမ SHI ကရှိ D ကတできましたနောက်ကကာဆိုတဲ့ဟာလေးနဲ့ပေါင်းလိုက်တဲ့ခါကျတော့できましたကဆိုပြီးတော့ဖြစ်သွားမယ်できましたကဆိုတာကပြီးပြီလားဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်အဲ့တော့သူ့ကိုဂျပန်လိုရေးမယ်ဆိုရင်できましたကဆိုပြီးတော့ရေးပါမယ်できましたကဆိုတာကပြီးပြီလားဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့အောက်ကကျတော့ hi ဆိုတာကဟုတ်ကဲ့ဆိုတဲ့အဓိပ္ပာယ်ပြောတာเนาะဟုတ်ကဲ့ပြီးပါပြီဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့သူ့ကိုဂျပန်လိုရေးမယ်ဆိုရင်တော့ဒီပုံစံလေးရေးပါတယ် hi ဆိုပြီးတော့ရေးပါမယ်အဲ့တော့နောက်တစ်ခုကကြတော့မပြီးသေးဘူးလို့ပြောမယ်ဆိုရင်တော့ i နှလုံးကကြတော့ e နောက်က e ကကြတော့ e ရဲ့ဆိုပြီးတော့ပြောမယ်နောက်က ma ကမ da ကဒါနောက်က des က das e ရဲ့ mara das ဆိုတာကဟင်မပြီးသေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပါနော်အဲ့တော့ဂျပန်လိုရေးမယ်ဆိုရင်တော့ e ရဲ့ mara das ဖြစ်သွားမယ်နော် e ရဲ့ mara dasဆိုတာကဟင်မပြီးသေးပါဘူးလို့ပြောတာကဲပါအဲ့ဒါဆိုရင်ဂျပန်လိုလေးပြန်ပြီးတော့ပြပြပေးပါမယ်ပြီးပြီလားဂျပန်လိုကできましたကအဲ့တော့ဟုတ်ကဲ့ပြီးပါပြီဆိုရင်တော့はいဟင်မပြီးသေးပါဘူးဆိုရင်တော့いえまだですဆိုပြီးတော့ပြောပါမယ်နံပါတ်2ကိုဆက်ပြီးတော့ပါမယ်နံပါတ်2ကဒီမှာဆိုရင်ပေါ့နော်သူရဲ့အတန်ထွက်အရင်ဆုံးကြည့်မယ်ဆိုရင် SE က10ကိုနောက်က on နဲ့ပေါင်းလိုက်တဲ့အခါကျတော့ဆန်နောက်က SE က10ကို E နဲ့အတန်ဆွဲမယ်ဆိုရင်ဆန်ဆိုတာကဆရာမကိုပြောတာပါအဲ့တော့ဆရာမကိုဂျပန်လိုခေါ်ချင်တယ်ဆိုရင်ဆန်ဆိုပြီးတော့ခေါ်ပါမယ်ဆန်နော်နောက်က SH ကကြတော့ရှိ TS MO ကမို and ပါမွန်ရှစ်စမွန်ဆိုတာကမေကုန်းကိုအဓိပ္ပာယ်နော်မေကုန်းကိုပြောတာပါနောက်က GA ကကြတော့ဂဆိုတာကဘာကိုပြောရလဲဆိုတော့ကဆိုတဲ့အဓိပ္ပာယ်ကိုပြောမြန်မာလိုဆိုရင်နော်ရှစ်စမွန်ကမေးစရာကနောက်က A ကကြတော့AIN က read MAS က must ありますအဲ့တော့先生質問がありますဆရာမမေးစရာလေးရှိလို့ပါဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့ဂျပန်လိုရေးမယ်ဆိုရင်တော့先生質問ပေါ့နော်sorry ပါ先生質問ကအာရီမတ်ဆိုပြီးတော့ရေးပါတယ်ဂျပန်လိုနော်ရှစ်စမွန်ကအာရီမတ်ဆိုတာကမေးစရာလေးရှိလို့ပါလို့ပြောတာဆိုရင်ဆရာမမေးစရာလေးရှိလို့ပါဆိုရင်ဂျပန်လိုပြောမယ်ဆိုရင်先生質問がありますဆိုပြီးတော့ပြောပါမယ်နံပါတ်3ကကြတော့ KI ကကြတော့ ki I က e ပေါ့နော်နောက်က T ကကြတော့တက် ki တက်နောက်က ku da da SAI က site ခရ site
ခီဤတဲခရာဆိုင်ခီဤတဲခရာဆိုင်ခီတဲခရာဆိုင်ဆိုတာကနားထောင်မှာဆိုတဲ့အဓိပ္ပာယ်ပြောနော်ခီတဲခရာဆိုင်နားထောင်မှာနောက်တစ်ခုကကြတော့သူ့ကိုဘယ်လိုပြောသလို့ရတယ်လဲဆိုရင်နားထောင်မှာလို့လည်းပြောလို့ရတယ်လို့နောက်တစ်ခုကမေးပါဆိုတဲ့အဓိပ္ပာယ်လို့လည်းပြောလို့ရပါတယ်နော်အဲ့တော့ခီတဲခရာဆိုင်နားထောင်နေနော်နောက်တစ်ခုကကြတော့ဘာဖြစ်မှာလဲခီတဲခရာဆိုင်မေးပါနားထောင်မှာဆိုပြီးတော့ပြောပါတယ်အဲ့ဒီဟာကိုဂျပန်လိုရေးမယ်ဆိုရင်တော့ဘယ်လိုမျိုးရေးမလဲဆိုရင်ခီဤတဲခရာဆိုင်ဆိုပြီးတော့ဖြစ်သွားပါမယ်ခီတဲခရာဆိုင်မေးပါနားထောင်မှာပေါ့နော်နောက်ကနံပါတ်၄ကကြတော့ဘာဖြစ်သွားမလဲဆိုရင် I ကကြတော့ E နော်ဒီကကြတော့တက်အဲ့မှာဒီတစ်လုံးပို့နေတဲ့အခါကျတော့ဘာဖြစ်မှာလဲဆိုရင်အရှိက E ကိုအတန်ဆောင်မယ် it နောက်က KU ကခုဒီကဒါ SAI က site ခရာဆိုင် it ခရာဆိုင် it ခရာဆိုင် it ခရာဆိုင်ဆိုတာကပြောပါဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနော် it ခရာဆိုင်ပြောပါအဲ့တော့ဂျပန်လိုရေးမယ်ဆိုရင် E ကိုအတန်ဆောင်မယ် it နောက်ကတက် it ခရာဆိုင်ဆိုပြီးတော့ဖြစ်သွားပါမယ် it ခရာဆိုင်เนาะအဲ့တော့ပြောပါကဲပါနော်အားဆိုရင်နံပါတ်1ကနေပြန်ပြီးတော့ပြောမယ်အဲ့တော့ပြီးပြီလားကိုဂျပန်လို dekimashita က dekimashita ကဟုတ်ကဲ့ပြီးပါပြီဆိုရင် hi ဟုတ်ကဲ့ပြီးပါပြီဆိုရင် hi ဟေ့မပြီးသေးဘူးဆိုရင်တော့ yeah marades မပြီးသေးဘူးဆိုရင် yeah marades နံပါတ်2ကဆရာမမေးစရာလေးရှိလို့ပါဆိုရင် sensei shizumon ga arimasu sensei shizumon ga arimasu ဆိုပြီးတော့ပြောမယ်နံပါတ်3ကကြတော့နားထောင်မှာမေးပါဆိုရင် kite kudasai နားထောင်မှာမေးပါဆိုရင် kite kudasai ပြောပါဆိုရင် itte kudasai itte kudasai ဆိုပြီးတော့ဖြစ်သွားမယ်နော်အဲဆိုရင်နောက်တစ်မျက်နှာဆက်ပြီးတော့သွားမယ်အဲ့တော့နောက်တစ်မျက်နှာမှာဆိုရင်တော့ဒီမှာဆိုရင်နံပါတ်5ပေါ့နော်နံပါတ်5မှာဆိုရင်တော့ MI က meet D ကကြတော့တက် meet တဲ့နောက်က kudasai meet တဲ့ kudasai ဆိုတာကကြည်ပါကိုပြောတာနော်အဲ့တော့ meet တဲ့ kudasai ကြည်ပါကိုဂျပန်လိုပြောချင်တယ်ဆိုရင် meet တဲ့ kudasai အဲ့ဒါကိုဂျပန်လိုလေးရေးပြပေးပါမယ် meet တဲ့ခရာဆိုင်ဖြစ်သွားပါမယ်နော်မီတဲခရာဆိုင်ကြည်ပါအဲ့တော့ကြည်ပါကိုဂျပန်လိုပြောမယ်ဆိုရင်မီတဲခရာဆိုင်နံပါတ်6ဆက်ပြီးရသွားမယ်နံပါတ်6ကကြတော့သူကကြတော့ပေါ့နော်ဒီမှာဆိုရင် SA ကစအွန်နဲ့ပေါင်းစံ P ကပဲ့ကိုအတန်ဆွဲတော့ပဲနောက်က JI ကကြည်စံပဲကြည်နောက်က W ကကြတော့ဝသူ့ကိုဖတ်တဲ့အခါမှာဆိုပြီးတော့ဖတ်မယ်စံပဲကြည်နောက်က MI ကမီ D ကတဲ့KU ခုဒီဒါ SAI site ခရာဆိုင်မီတဲခရာဆိုင်စံပဲဂျီယိုမီတဲခရာဆိုင်စံပဲဂျီယိုမီတဲခရာဆိုင်စံပဲဂျီဆိုတာစံဆိုတာက3ကိုပြောတာနောက်ကပဲဂျီဆိုတာက page စာမျက်နှာကိုပြောတာပါနောက်က WO ဆိုတာကပြောမယ်ဆိုရင်ကိုဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့စံပဲဂျီ O ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်စာမျက်နှာ3ကိုမီတဲခရာဆိုင်ကြည့်ပေးပါလို့ပြောတာပါအဲ့တော့ပြောမယ်ဆိုရင်တော့အရှိကတော့ဒါအင်္ဂလိပ်အခရာ3ရေးလိုက်မယ်နောက်ကကြတော့ဘာနဲ့ရေးမလဲဆိုတော့ page သူကကြတော့ page ကကြတော့အင်္ဂလိပ်စာပေါ့နော် page page ကနေယူထားတာဖြစ်တဲ့အတွက်သူ့ကိုရေးတဲ့အခါမှာဟီရာခနာနဲ့မဟုတ်ဘဲနဲ့ခတာခနာနဲ့ရေးမယ်ပေါ့နော်ပြောမယ်ဆိုရင်တော့အဲ့တော့ရေးပါမယ်အဲ့တော့3နောက်ကကြတော့ he ကိုမာရုတင်တော့ပဲကိုအတန်ဆွဲတော့ပဲနောက်ကကြတော့ရှိကိုတန်တင်နော်ကြီးဖြစ်သွားမယ်စံပဲကြီးနောက်ကကြတော့ o စံပဲကြီး o မီတဲခရာဆိုင်ဖြစ်သွားပါမယ်စံပေဂျီယိုမီတဲခရာဆိုင်ဆိုတာကစာမျက်နှာ3ကိုကြည့်ပေးပါလို့ပြောတာပါနော်じゃあနံပါတ်9ကကြတော့ PE ကကြတော့ပဲ A ကကြတော့ပဲဆိုတာက PI ရပဲဆိုတဲ့အတွဲလိုက်ကိုပြောချင်တာသူလည်းအင်္ဂလိပ်စာနဲ့ယူထားတာဖြစ်တဲ့အတွက်သူ့ကိုရေးတဲ့အခါကျဟီတာခနာနဲ့မရေးပါဘူးခတာခနာနဲ့ရေးပါမယ်အဲ့ဒါဆိုရင်ပဲနောက်က D ကကြတော့တဲ့ပဲတဲ့ HA ကဟာLA ကနာအစိဆိုင်ကရှိ G ကတဲ့ Hanashite KU ခု GA ဒါ SAI site ခရာဆိုင်နော်အဲ့တော့ပဲအားတဲ့ Hanashite ခရာဆိုင်ပဲအားတဲ့ Hanashite ခရာဆိုင်ပဲအားတဲ့ Hanashite ခရာဆိုင်ဆိုတာကအတွဲလိုက်ပေါ့နော်ဟိုမှာ2ယောက်ဆို2ယောက်အဲ့လိုမျိုးအတွဲလိုက်စကားပြောပေးပါလို့ပြောတာပါအတွဲလိုက်စကားပြောပေးပါဆိုရင်ဂျပန်လိုပဲအားတဲ့ Hanashite ခရာဆိုင်ဟုတ်ကဲ့ပါအဲ့ဒါကိုဂျပန်လိုလေးရေးပြပေးပါမယ်အဲ့တော့ခုနကရေးတဲ့အတိုင်းပဲဟဲ့ကိုမာရုကျင်လိုက်တော့ပဲနောက်ကကြတော့ပဲအားတဲ့ Hanashite ခရာဆိုင်နော်ပဲအားတဲ့ Hanashite ခရာဆိုင်ဆိုတာကအတွဲလိုက်ပေါ့နော်စကားပြောပေးပါနောက်ခုနံပါတ်8ဆက်ပြီးတော့သွားမယ်အဲ့တော့နံပါတ်8မှာဆိုရင်တော့ YO ကယိုနဲ့ပေါင်းတော့ယွန်နော်ယိုလို့လည်းဖတ်တယ်ယော်လို့လည်းဖတ်တယ်အဲ့တော့ယော်ဒါမှမဟုတ်ယိုကို1နဲ့ပေါင်းရင်ယွန်နောက်က DE ကကြတော့
KUKU DA SAI site ခရာဆိုင်ယွန်ဒဲခရာဆိုင်ယွန်ဒဲခရာဆိုင်ယွန်ဒဲခရာဆိုင်ဆိုတာကဘာကိုပြောရလဲဆိုရင်ဖတ်ပါဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်အဲ့တော့ဂျပန်လိုဖတ်ပါကိုပြောချင်တယ်ဆိုရင်ယွန်ဒဲခရာဆိုင်ဂျပန်လိုရေးပါမယ်ယွန်ဒဲခရာဆိုင်လို့နော်ယွန်ဒဲခရာဆိုင်ဖတ်ပေးပါနံပါတ်9ဆက်သွားမယ်နံပါတ်9ကကြတော့သူကကြတော့ KA ကခ I က E ခ E D ကတဲ့ခိုင်တဲ့ KUKU DA SAI site ခရာဆိုင်ခါဣတဲခရာဆိုင်ခါဣတဲခရာဆိုင်ခါဣတဲခရာဆိုင်ဆိုတာကရေးပါဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့ရေးပါလို့ပြောချင်တယ်ဆိုရင်ဂျပန်လိုခါဣတဲခရာဆိုင်ပြောမယ်ဆိုရင်ဂျပန်မှာဆိုရင်ပေါ့နော်ပြောမယ်ဆိုရင်လောက်ပါစားပါသွားပါလာပါပေါ့နော်အဲ့လိုမျိုးပါဆိုတဲ့စကားလုံးပေါ့နော်လောက်ပါဆိုတဲ့အဓိပ္ပာယ်ကိုကြတော့ဂျပန်လိုဆိုရင်ဘာနဲ့သုံးပြီးလဲဆိုတော့ခရာဆိုင်နဲ့သုံးပြီးရပေါ့နော်ပြောမယ်ဆိုရင်တော့ဒီမှာဆိုရင်ပါဝါရဆိုရင်ဘာဖြစ်မှလဲမီတဲခရာဆိုင်တို့နော်မီတဲခရာဆိုင်ဟာနာရှတဲခရာဆိုင်ဒီမှာဆိုရင်ခရာဆိုင်အောက်မှာလည်းခရာဆိုင်အများကြီးပါတယ်ခရာဆိုင်အဲ့တော့ဒီခရာဆိုင်ကပေါ့နော်ဘယ်ခါမှပါမလဲဆိုရင်စနေတို့ N5 ပေါ့နော်ဖတ်စာကိုတက်တဲ့ခါကျရင်အခန်းဆက်လေးမှာပါလိမ့်မယ်ပေါ့နော်အခုကတော့ဒါလည်းရှိတော့ဒီတိုင်းလေးပဲကြက်ထားပေးပါအောင်နော်အဲ့တော့အခုဒီမှာဆိုရင်နောက်တစ်ခုနံပါတ်6ပေါ့နော်6ကိုဂျပန်လိုလေးရေးပြပေးပါမယ်အဲ့တော့ခါဣတဲခရာဆိုင်ပေါ့နော်ခါဣတဲခရာဆိုင်เนาะအခုဒီမှာတောက်လျှောက်ပါဖြစ်မှလဲခရာဆိုင်တွေသုံးပေးသွားပါတယ်เนาะဒါဆိုရင်နံပါတ်10နံပါတ်10ကကြတော့ဒီမှာဆိုရင်အရင်ဆုံးအတန်ထွက်သွားပါမယ် MI ကမိ SC ကဆက် D ကတက်မိဆက်တက်နောက်က KUKU DA SAI site ခရာဆိုင်မိဆက်တက်ခရာဆိုင်မိဆက်တက်ခရာဆိုင်ဆိုတာကပြပါဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဂျပန်လိုပြပါကိုပြောချင်တယ်ဆိုရင်မိဆက်တက်ခရာဆိုင်ဂျပန်လိုလေးရေးရမယ်ဆိုရင်เนาะမိဆက်တက်ခရာဆိုင်ဆိုပြီးတော့ဖြစ်သွားပါမယ်နော်မီဆဲတဲ့ခရာဆိုင်ပြပါဆိုပြီးတော့ဖြစ်သွားပါမယ်โอเคပါအဲ့ဒါဆိုရင်တော့စနေပြန်ပြီးတော့ဂျပန်လိုလေးပြောပြပေးပါမယ်အဲ့တော့ကြည်ပါပေါ့နော်ကြည်ပါကိုပြောချင်တယ်ဆိုရင်မီတဲခရာဆိုင်မီတဲခရာဆိုင်စာမျက်နှာ3ကိုကြည့်ပါစမ်ပေဂျီယိုမီတဲခရာဆိုင်စမ်ပေဂျီယိုမီတဲခရာဆိုင်အတွဲလိုက်စကားပြောပေးပါပေရတဲ့ဟာနာရှ်တဲခရာဆိုင်ပေရတဲ့ဟာနာရှ်တဲခရာဆိုင်ဖတ်ပါယွန်ဒဲခရာဆိုင်ယွန်ဒဲခရာဆိုင်ရေးပါခိုင်တဲခရာဆိုင်ခိုင်တဲခရာဆိုင်အဲ့တော့ပြပါဆိုရင်မီဆဲတဲခရာဆိုင်မီဆဲတဲခရာဆိုင်ရပါမယ်เนาะအားဆိုရင်စစ်စစ်အဲ့ဒီစာကြောင်း10ကြောင်းကိုနံပါတ်1ကနေပြီးတော့10အထိပေါ့เนาะအစာဆုံးပြန်ပြီးတော့အတန်ထွက်ပြပေးပါမယ်အဲ့တော့နံပါတ်1ပြီးပြီလားဆိုရင်デキましたかဟုတ်ကဲ့ပြီးပါပြီはいဟုတ်ကဲ့ပြီးပါပြီはいဟင်းမပြီးသေးပါဘူးဆိုရင်いいえまだですဟင်းမပြီးသေးဘူးဆိုရင်いいえまだですအဲ့တော့ဆီယမမေးစရာလေးရှိလို့ပါဆက်ဆက်ရှစ်စမွန်ကありますဆက်ဆက်ရှစ်စမွန်ကありますနားထောင်ပါ聞いてください聞いてくださいပြောပါ言ってください言ってくださいနံပါတ်5ကြည့်ပါဆိုရင်見てください見てくださいစာမျက်နှာ3ကိုကြည့်ပါစံပေဂျီယို見てくださいစံပေဂျီယို見てくださいအတွဲလိုက်စကားပြောပေးပါペアで話してくださいペアで話してくださいဖတ်ပါ呼んでください呼んでくださいရေးပါ書いてください書いてくださいပြပါဆိုရင်見せてください見せてくださいဆိုပြီးတော့ဖြစ်သွားပါမယ်အဲ့ဒါဆိုရင်မနော်စနေဒီနေ့သင်ပေးခဲ့တဲ့သင်ခန်းစာကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဒါလေးတွေကပေါ့နော်ဒီစာသင်ခန်းထဲမှာပုံမှန်ပြောထားရှိရပေါ့နော်ဒီစကားပြောလေးတွေဖြစ်တဲ့အတွက်ပုံမှန်လေ့ကျင့်ပေးဝမယ်ဒါလေးတွေကြက်ထားမယ်ဆိုရင်တော့ဆရာမနဲ့ပေါ့နော်တယောက်နဲ့တယောက်စကားပြောတဲ့အခါမှာဆိုရင်တော့ဒီစာကြောင်းလေးတွေကအသုံးဝင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်တော့ဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်နဲ့ပဲရလိုက်ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်